တော်ဝါတွေပေါ်မှာအပိုင်းခြားကင်းပြီးအလွန်ခိုင်မာသောမေတ္တာဆိုတာဘလို့မေတ္တာမျိုးလဲဘလို့မျိုးလဲဆိုတာကိုလေ့လာမှတ်သားရအောင်လို့ပါချုပ်ဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့မေတ္တာတော့အနှစ်ချုပ်မှာပါတဲ့အပိုင်းခြားကင်း၍အလွန်ခိုင်မာသောမေတ္တာဆိုတဲ့အကြောင်းအရာလေးကိုကိနဲ့တူတူလေ့လာကြည့်ရအောင်ရှင်အပိုင်းအခြားကင်း၍အလွန်ခိုင်မာသောမေတ္တာမိမိ၏မေတ္တာသည်တတ္တဝါများအပေါ်အပိုင်းအခြားကင်းပြီးကြီးမြောက်မှုရှိမရှိကိုစမ်းသပ်ကြည့်ရမည်မိမိမိတ်ဆွေရန်သူတစိမ့်ဤလေးဦးလုံးအပေါ်၌တူညီသောမေတ္တာထားနိုင်ရမည်ဥပမာဤလေးဦးလုံးအနက်တဦးကိုတတ်ပြီးရစ်ပူဇော်ရန်တောင်းခံသောအခါမိမိလိုက်သွားပေးမည်သုံးဦးနေခဲ့ပါဟုဆိုလျင်မိမိအပေါ်မေတ္တာပြည့်၍ကြံသုံးဦးအပေါ်မေတ္တာပို့နေမည်ရန်သူလိုက်သွားဟုဆိုလျင်ရန်သူအပေါ်မေတ္တာပြည့်မည်မိတ်ဆွေလိုက်သွားဟုဆိုလျင်မိတ်ဆွေအပေါ်မေတ္တာပြည့်ရာရောက်သည်သစိမ့်လိုက်သွားဟုဆိုလျင်သစိမ့်ပေါ်မေတ္တာပြည့်ရာရောက်သည်ဤသို့မဟုတ်ဘဲညီတို့ကိုမှအကျိုးပျက်စီးထိခိုက်စေရန်မပြုလုပ်နိုင်ပဲလေးဦးလုံးသည်တဦးတည်းလိုဖြစ်သွားပြီးခွဲခြားမှုမရှိတော့လျင်ထိုမေတ္တာသည်အပိုင်းအခြားကင်း၍အလွန်ခိုင်မာသောမေတ္တာဖြစ်ပြီးဖြစ်သည်ကျမရတနာကေပါရှင်အပိုင်းခြားကင်းပြီးအလွန်ခိုင်မာသောမေတ္တာကိုမိတ်ဆွေတငယ်ချင်းတွေလည်းသိသွားအောင်လို့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးသွားကြပါဦးနော်အားလုံးလည်းမေတ္တာတရားနဲ့တီးခံခွင့်လွှတ်ကြပြီးစိတ်ချမ်းသာကိုယ်ကျန်းမာလို့ပျော်ရွှင်ကြပါစေရှင်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါရှင်